တေမင်းတစ်စိတ်ကိုမြင်နေရတဲ့မိန်းကလေးဒီမိန်းကလေးမှာထူးခြားတဲ့အစွမ်းတစ်ခုရှိပါတယ်အဲ့ဒါကတော့လူတစ်ယောက်ဘယ်တော့တည်မလဲဆိုတာကိုသူမြင်နေရတာပါတနေ့သူမအမေနဲ့အတူအပြင်သွားရင်းလမ်းမှာတွေ့တဲ့အမျိုးသမီးတစ်ယောက်ရဲ့ခေါင်းပေါ်မှာ1မိနစ်ဆိုတဲ့ကဏန်းကိုမြင်လိုက်ရတယ်ကလေးမလေးကစိုးရိမ်ပြီးအဲ့ဒီအမျိုးသမီးကိုနေမကောင်းဖြစ်နေတာလားလို့မေးလိုက်ပေမဲ့အမေဖြစ်သူကအားနာပြီးကလေးကိုစုကူကားတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့စကားပြောလို့တောင်မဆုံးသေးခင်မှာပဲအပေါ်ကနေပန်းအိုးတစ်လုံးပြုတ်ကျလာပြီးအဲ့ဒီအမျိုးသမီးဟာနေရာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်။နောက်ပိုင်းမှာသူတို့သားမိလေရင်စီးဖို့ဖြစ်လာပါတယ်။လေရင်ပေါ်ရောက်တဲ့အခါကလေးမလေးဟာလေရင်ပေါ်ကခရီးသည်တွေနဲ့ဝန်ထမ်းတွေအားလုံးရဲ့ခေါင်းပေါ်မှာစောစောကမြင်ခဲ့တဲ့ကဏန်းတွေကိုထပ်မြင်လိုက်ရပြန်တယ်။လေရင်ပေါ်ကလူအားလုံးတည်တော့မယ်ဆိုတာသူသိလိုက်ပါပြီ။အမေဖြစ်သူကလူတွေကိုလေရင်ပေါ်ကဆင်းဖို့အော်ဟစ်တတိပေးပေမဲ့ဘယ်သူမှမယုံကြပါဘူးလေရင်မှုကသူတို့ကိုပြဿနာရှာရဲဆိုပြီးလေရင်ပေါ်ကနှင်ထုတ်ဖို့လုပ်တဲ့အချိန်မှာပဲအနားမှာရှိနေတဲ့ဆီယာတယောက်ကလည်းသူပါလိုက်ဆင်းမယ်လို့ပြောလာပါတယ်လူတွေကဆီယာကိုလှောင်ပြောင်ခဲ့ကြပေမဲ့သူတို့လေရင်ပေါ်ကဆင်းပြီးတာနဲ့ခဏအကြာမှာပဲလေရင်ဟာပြက်ကျသွားပြီးလူအားလုံးသေဆုံးသွားခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့ကြည်ကိုလည်းထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်